ခေတို့အားလုံးမင်္ဂလာပါဆရာကဒီဗီဒီယိုလေးမှာနဝမာတန်သင်္ရှာ1အခန်း1ကိန်းစဉ်များအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့ခေတို့အနေနဲ့ကိန်းစဉ်ဆိုတာဘာလဲဆိုတာသိရမယ်ကိန်းစဉ်ဆိုတာက rational ကိန်းတွေ irrational ကိန်းတွေကိုပြောတာဟုတ်ပြီနော်အဲ့တော့ rational ကိန်းတွေ irrational ကိန်းတွေအားလုံးကကိန်းစစ်တွေဖြစ်တယ်ကဲတော့ rational ကိန်းဆိုတာအစုံရှိဒသမကိန်းတွေအစုံမရှိပြန်ထက်ဒသမကိန်းတွေအပိုင်းကိန်းတွေနဲ့ကိန်းပြေတွေနောက်တစ်ခါတုံညတွေဟုတ်ပြီနော်ဒါက rational ကိန်းတွေဖြစ်တယ်အဲ့တော့အစုံရှိဒသမကိန်းဆိုတာတော့အောက်မှာဆရာပေးထားတယ် 0.5 1.5 1.25 နော်ဒီလိုကောင်တွေကအစုံရှိဒသမကိန်းတွေဖြစ်တဲ့အတွက်သူတို့ကလည်းပဲ rational ကိန်းတွေမှာပါတယ်နောက်တစ်ခါအစုံမရှိပြန်ထက်ဒသမကိန်းကအစုံတော့မရှိဘူးသို့တော်ညာလည်းပဲအခုဆရာပြဟဲ့တိုင်း333ဆိုပြီးတော့ပြန်ထက်နေတယ်ဆိုရင်ဒါက rational ကိန်းဖြစ်တယ်ရမလားနောက်တစ်ခါအပိုင်းကိန်းတွေ 1/2 နော် 1/4 1/h နော်ဒီလိုကောင်တွေကဘာလဲဆိုတော့ rational ကိန်းတွေဖြစ်တယ်ဟုတ်ပြီနော်အပိုင်းကိန်းတွေက rational ကိန်းဖြစ်တယ်နောက်တစ်ခါ1 2 3 4 5ဆိုရဲကိန်းပြည့်တွေနော်ကိန်းပြည့်အားလုံးရဲ့အောက်မှာပိုင်းခြေ1ရှိတဲ့အတွက်ကြောင့်မလို့တို့ကိုအပိုင်းကိန်းလို့ယူဆလို့ရတယ်ဒါဆိုရင်အပိုင်းကိန်းက rational ဖြစ်တယ်ဆိုရင်ဒီ1 2 3 4 5ကလည်းပဲ rational ဖြစ်တယ်ဟုတ်ပြီနော်နောက်တစ်ခါ3ညကလည်းပဲ rational ကိန်းတစ်ခုဖြစ်တယ်ရမလားကဲတော့ဆရာပြန်ပြောပြမယ် rational ကိန်းဆိုတာအစုံမရှိဒသမကိန်းတွေအစုံရှိဒသမကိန်းတွေအစုံမရှိပြန်ထက်ဒသမကိန်းနောက်တစ်ခါအပိုင်းကိန်းပြေတွေနဲ့3ညတွေဖြစ်တယ်ဟုတ်ပြီနော်ကဲတော့ဒီတစ်ခါ irrational ကိန်းကတော့ကလေးတို့မှတ်ဖို့အတွက်ပို့ပြီးတော့ရိုးချင်တယ် irrational ကိန်းဆိုတာကအစုံလည်းမရှိပြန်လည်းမထက်တဲ့ဒသမကိန်းတွေကိုပြောတာဟုတ်ပြီနော်အော်ဆရာပေးထားတယ် root 3 root 5 root 7ဟုတ်ပြီနော်အဲ့တော့ root 4နဲ့ root 9 root 16တို့ကနော်ဆရာကပြထားတဲ့အတိုင်းနော် irrational ကိန်းတွေမဟုတ်ကြဘူးနော် root 4ရဲ့တန်ဖိုးက2 root 9က3 root 16က4ဖြစ်တဲ့အတွက်သူတို့က rational ကိန်းတွေဖြစ်တယ်ရမယ်နော်ကဲတော့လေ့ကျင့်ခန်း1ဒသမ1နံပါတ်1 irrational ကိန်း5ခုကိုဖော်ပြပါဒါတော့ကလေးတို့ဖြစ်တတ်တယ်နော် root 2 root 3 root 5 root 6 root 7ရမယ်နော်အဲ့တော့ဆက်ကြည့်အောင် root နော် sorry နံပါတ်2ကိုဖြေနိုင်ဖို့အတွက်ဆိုရင်နော်အောက်ကအချက်လေးတွေသိရမယ် rational နဲ့ irrational ကိန်းနှစ်ခုပေါင်းလျင်သို့မဟုတ်နှုတ်လျင်ဒါမှမဟုတ်ရင်မြောက်လျင်သို့မဟုတ်စားလျင်နော် irrational ကိန်းဖြစ်တဲ့အဖြစ်ဟာ irrational ကိန်းရတယ်နော် rational ကိန်းတစ်ခုနဲ့ irrational ကိန်းတစ်ခုပေါင်းနှုတ်မြောက်စားရလာမယ့်အဖြစ်က irrational ကိန်းဖြစ်တယ်ဟုတ်ပြီနော်နောက်တစ်ခါတူညီတဲ့ irrational ကိန်းတစ်ခုမြောက်မယ်ဆိုရင်တော့တဲ့နော်ဒါမှမဟုတ်ရင်စားမယ်ဆိုရင်အဖြစ်ဟာ rational ကိန်းဖြစ်တယ်နော်နောက်တစ်ခါ irrational ကိန်းတစ်ခုပေါင်းမယ်နှုတ်မယ်ဆိုရင်အဖြစ်ဟာလည်းပဲ irrational ကိန်းပဲပြန်ရတယ် rational ကိန်းတစ်ခုပေါင်းမယ်နှုတ်မယ်ဆိုရင်လည်းပဲအဖြစ်က rational ကိန်းပဲရတယ်နော်နံပါတ်2လေးကိုသွားရအောင်အောက်ပါတို့မှာမြည်တီတို့သည် rational ကိန်းများဖြစ်၍မြည်တီတို့သည် irrational ကိန်းများဖြစ်သည်နည်းနော်ဆရာကအပိုင်းကိန်းလေးတွေကို slash line လေးနဲ့ရေးပေးထားတယ်ဆရာအပိုင်းကိန်းလေးနော်မရိုက်တက်တဲ့အတွက်ကြောင့်ပေါ့နော်ဒီမှာဆရာကအပိုင်းကိန်းလေးအစားကိုမြင်းဆောင်လေးနဲ့ရေးပေးထားတယ်နော်နံပါတ်ကကြည့်2/3နော်ဒါဆို2/3ကအပိုင်းကိန်းဖြစ်တဲ့အတွက်ကြောင့်သူကဘာလဲ rational ကိန်းဖြစ်တယ်ဟုတ်ပြီနော်အဲ့ဒါနံပါတ်ခါခွဲ2/3 plus 5ဟုတ်ပြီဒါဆိုရင်2/3အပိုင်းကိန်းဖြစ်တဲ့ rational 5ကလည်းပဲကိန်းပြည့်ဖြစ်တဲ့အတွက် rationalဒါဆိုရင် rational ကိန်းနှစ်ခုပေါင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ်ခါခွဲရလည်းပဲ rational ဖြစ်တယ်ဟုတ်ပြီနော်နံပါတ်ကငယ်2 root 7 minus root 3နော်အဲ့တော့ root တွေပါလာပြီဆိုတော့ကလေးတို့သိတယ်
နော်ဒါက irrational gain ဖြစ်တယ်ဆိုတာဟုတ်ပြီနော်ဒါဆိုရင် irrational gain နေပေါင်းမယ်နှုတ်မယ်ဆိုရင် irrational gain ဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်နံပါတ်ကငယ် irrational ဟာနံပါတ်ကကြီးကကြီးက3 minus root 3ဟုတ်ပြီအပေါ်ဆုံးတစ်ချက် rational နဲ့ irrational gain နှစ်ခုပေါင်းမယ်နှုတ်မယ်ဆိုလို့ရှိရင်အဖြေဟောင်း irrational gain ဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်နံပါတ်ကကြီးက irrational နံပါတ်5နော်နံပါတ်5က root 2နဲ့ root 2ပေါင်းတာဖြစ်တယ်နော် irrational gain နှစ်ခုပေါင်းတာဖြစ်တဲ့အတွက်နံပါတ်5ကလည်းပဲ irrational ဖြစ်မယ်ဟုတ်ပြီနော်နံပါတ်စာလုံးက irrational gain နှစ်ခုမြောက်တယ်နော်မြောက်တော့ကိုမှ2သော irrational ဖြစ်တယ် root 2 into root 2ဖြစ်တဲ့အတွက်အပေါ်မှာကလေးတို့ပြထားတယ်2သော irrational gain နှစ်ခုမြောက်မယ်သို့မဟုတ်စားမယ်ဆိုရင်အဖြစ်ဟာ rational gain ဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်နံပါတ်စာလုံးက rational ဖြစ်တယ်နော် root 2 မြောက်ရင် root 4အဖြစ်က2ရတယ်နော်နံပါတ်စာလေး root 3 by 2နော် root 3 by 2ဆိုတဲ့အတွက်ကြောင့်မလို့ကလေးတို့က rational gain တစ်ခုနဲ့ irrational gain တစ်ခုနော်မြောက်မယ်စားမယ်ဆိုရင်ဘာပဲရရလဲအဖြစ်ဟာ irrational gain ပဲရတယ်เนาะဒါဆိုရင်နံပါတ်စလင်ပြီးတော့စာခွဲကလည်းပဲဘာပဲလဲ irrational ပဲဖြစ်တယ်ဟုတ်ပြီเนาะအတူတူပဲเนาะရလားနံပါတ်2ပြီးတော့နံပါတ်3ကိုတွားရအောင်เนาะနံပါတ်3ကသူကဒသမ9နေရာအထိအမှန်နီးပါတန်ဖိုးများယူလျင် root 2ညီမျှခြင်း 1.41421 root 3ညီမျှခြင်း 1.73205 နဲ့ root 5ညီမျှခြင်း 2.23606 တို့ဖြစ်ကြတော့တဲ့နံပါတ်ကကြီးက root 2နဲ့ root 3တို့ရဲ့တန်ဖိုးကိုဒသမ3နေရာအထိယူပြီး root 2 into root 3 ၏ တန်ဖိုးကိုရှာပါနံပါတ်ခါခွေ1 by root 2 ၏ တန်ဖိုးကိုဒသမ3နေရာအထိရှာပါတဲ့နော်နံပါတ်ကငယ်က1 by root 2 plus root 5 ၏ တန်ဖိုးကိုဒသမ3နေရာအထိရှာပါဟုတ်ပြီနော်ဒသမ3နေရာအထိရှာပေးရမယ်ကဲတော့နံပါတ်ကကြီး root 2နဲ့ root 3နော်တန်ဖိုးကိုဘာယူရမလဲဒသမ3နေရာအထိယူပြီးတော့မြှောက်ပေးမယ်ဟုတ်ပြီနော်အဲ့တော့ root 2ကိုဒသမ3နေရာအထိယူလိုက်တော့ 1.414 root 3ကိုဒသမ3နေရာအထိယူလိုက်တော့ 1.732 ဟုတ်ပြီနော်ဒါဆိုရင် root 2နဲ့ root 3ကိုမြှောက်မယ်အောက်ပြီး root 2နဲ့ root 3ဒသမ3နေရာအထိယူထားတဲ့ကောင်လေးတွေကိုအစားသွင်းပြီးတော့မြှောက်နော်ဒါကလေးတို့မြှောက်တဲ့အတွက်ကြောင့်မလို့ဆရာကတော့မြှောက်မပြတော့ဘူးအဲ့တော့ဒသမ3နေရာအထိယူပေးရမှာဖြစ်တဲ့အတွက် 2.449 နော်ဒါသူ့ရဲ့အဖြေလေးဖြစ်တယ်နောက်တစ်ခါနံပါတ်ခါခွေက1 by root 2 ၏ တန်ဖိုးကိုဒသမ3နေရာအထိရှာပေးရမယ်နော်အဲ့တော့1 by root 2ဟုတ်ပြီကလေးတို့သိခဲ့တယ်နောက်ပိုင်းခြေမှာ irrational gain ရှိလို့မရဘူးဒါဆိုလို့ရှိရင်တို့ကပိုင်းခြေကို rationalize လုပ်မယ်ဟုတ်ပြီနော်အဲ့တော့ rationalize လုပ်မယ်ဆိုတော့ပိုင်းခြေကို rational ဖြစ်အောင်လုပ်ဖို့ဆိုရင်ပိုင်းခြေက irrational ကိုသူ့ရဲ့တူသော irrational နဲ့ပြန်ပြီးတော့မြောက်ရတယ်ဟုတ်ပြီနော်ဒါဆိုရင်ပိုင်းခြေကိုမြောက်ရင်ပိုင်းဝေကိုလည်းမြောက်ရတယ်အဲ့တော့ပိုင်းဝေချင်းမြောက်ပိုင်းခြေချင်းမြောက်တော့1နဲ့ root 2နဲ့မြောက်တော့ root 2အောက်က root 2နဲ့ root 2နဲ့မြောက်တော့2ဟုတ်ပြီလားအဲ့တော့ကလေးတို့က root 2 by 2မှာ root 2နေရာမှာ root 2ရဲ့တန်ဖိုးလေးကိုအစားသွင်း 1.41421 ကိုအစားသွင်းပြီးတော့အဲ့ဒီ 1.41421 ကိုဘာနဲ့စားမလဲနဲ့စားမယ်เนาะဆရာအဲ့ဒီတစ်စင်လေးရေးပြဖို့ကြံခဲ့တယ်ဟုတ်ပြီเนาะဒါဆိုရင်သူ့ရဲ့အဖြေက 0.7071 ဖြစ်တယ်တို့တော်ညာလည်းပဲဒသမ3နေရာအထိပဲယူအောင်ဖြစ်တဲ့အတွက်ကြောင့်ဒသမ3နေရာဖြတ်လိုက်တယ် 0.707 เนาะကလေးတို့စားတတ်တာဖြစ်တဲ့အတွက်ကြောင့်လို့ဆရာစားမပြတော့ဟုတ်ပြီเนาะနံပါတ်ကငယ်1 by root 2 plus root 5เนาะအဲ့တော့ဆရာကနံပါတ်ခါခွေရဲ့1 by root 2ရဲ့အဖြေကိုနံပါတ်ကငယ်လေးမှာဆရာပြန်သွင်းလိုက်တယ်เนาะဆရာနည်းနည်းလေးအပြင်းကြလိုက်တာဟုတ်ပြီเนาะကဲတော့1 by root 2ရဲ့တန်ဖိုးက 0.7071 root 5တန်ဖိုးက 2.23606 ဖြစ်တယ်ဟုတ်ပြီเนาะဒါဆိုရင်ပေါင်းတက်မယ်ကလေးတို့ပေါင်းတက်မယ်ထင်တဲ့အတွက်ကြောင့်မလို့ဆရာကเนาะပေါင်းမပြတော့ဟုတ်ပြီเนาะသူ့အဖြေလေးဆရာပေါင်းလိုက်တော့2.94316 ရတယ်။တို့တော်ညာလည်းပဲသူကဒသမ3နေရာထိလို့ပြောတဲ့အတွက်ကြောင့်ဒသမ3နေရာဖြစ်လိုက်တဲ့2.943ဟုတ်ပြီနော်။ဒီဗီဒီယိုလေးမှာတော့ဒီလောက်ပါပဲနော်။အားလုံးကိုကျေးဇူးတင်